အခုချိန်ကအကြောင်းပွင့်ရသေးဆိုတော့နိုင်ငံရေးကျမကြီးမကောင်းနေတဲ့အချိန်မှာမိဘတွေအနေနဲ့ကိုသားသမီးရဲ့အနာဂတ်အတွက်ကြောင်းဆက်ထားရမလားကျောင်းတွေမှာဖြစ်ပျက်နေတဲ့လူငယ်ချင်းပဋိပက္ခတွေမယုံနိုင်လောက်အောင်ဖြစ်ပျက်တွေကြောင့်ကိုသားသမီးရဲ့အနာဂတ်အတွက်ကြောင်းသားလိုက်ရမလားဆိုပြီးစိုးရိမ်စိတ်တွေပူပန်မှုတွေနဲ့အတူမိဘတွေရင်းထဲမှာရှိနေတယ်ဆိုတာကျွန်တော်ကောင်းကောင်းကြီးနားလည်ပါတယ်ဒီလိုမျိုးကျောင်းသားအချင်းချင်းကြီးနိုင်ငံနဲ့အနိုင်ကျင့်မှုတွေကျောင်းသားအချင်းချင်းညှဉ်းပန်းနှိပ်စက်မှုတွေဆိုတာအခုခေတ်စနစ်မှာကြီးခဲ့တာမျိုးမဟုတ်ပဲဟိုးအရင်ခေတ်ဆက်ကနေကျွန်တော်တို့ခေတ်စနစ်ကလည်းကျောင်းသားအချင်းချင်းအနိုင်ကျင့်မှုတွေရှိခဲ့ပူပါတယ်ကျွန်တော်ထိုင်တဲ့ကျောင်းသားဘဝတုန်းကကျောင်းသားအချင်းချင်းအနိုင်ကျင့်မှုကိုကိုယ်တိုင်လည်းကြုံတွေ့ခဲ့ရပူတယ်တခြားသူကိုအနိုင်ကျင့်တာကိုလည်းမျက်ဝါးထွက်ထည်ကြုံတွေ့ခဲ့ရပူပါတယ်ထိုင်တဲ့ကျောင်းသားဘဝမှာကိုဟာပညာရေးရှင်းတော်သလားမိဘတွေကမပံ့ပိုးနိုင်တဲ့အတွက်ကိုပိုင်ကျောင်းတစ်ခုကနေကျွန်တော်ကိုပညာအခမဲ့သင်ခွင့်ပေးခဲ့ပါတယ်ဒီတော့ကိုကပညာအခမဲ့သင်ခွင့်ရတဲ့လူငယ်တယောက်အနေနဲ့ငွေမပေးနိုင်တာကြောင့်ဆဆရမှာမျက်နှာငယ်ခဲ့တယ်ဒီလိုအချိန်မှာကိုဟာသူများထက်ဆဆရနိုင်ကြတဲ့အတွက်ပညာရေးမှာထူးချွန်ပို့ပြီးတော့လည်းအာသုခွန်ဆိုင်နဲ့စူးစမ်းခဲ့တယ်ဒီလိုနဲ့ထက်တန်းကျောင်းသား9တန်း10တန်းဘဝမှာကျွန်တော်ကအမြဲတမ်းပညာရေးမှာထိဆုံးနေနဲ့ရောက်ခဲ့တယ်အဆင့်1နဲ့3ရဲ့ဘယ်တော့မှမဆင်းခဲ့ဘူးဒီလိုမျိုးတော်နေတဲ့ကျောင်းသားတယောက်ကိုမင်္ဂလိချစ်မနာလို့ခြင်းတဲ့ရကလေးချစ်မနာလို့ခြင်းကပူကြောက်စရာကောင်းတယ်ကျွန်တော်ကိုစာကြက်လို့မရအောင်စောင်းပွဲတွေမှာအစစ်တစ်နဲ့သုံးရမနေအောင်ဆိုတဲ့စိတ်နဲ့စာကြက်လို့မရအောင်အမျိုးနောက်ဆက်ကြတယ်အစိုးဆုံးကကိုအမားမလုပ်ဖဲနဲ့တောင်မှကိုကိုအုပ်စုပွဲအနိုင်ကျင့်တာရန်စတာကိုကိုစိန်ခေါ်တာအုပ်စုဖွဲ့ပြီးကိုကိုလက်ပြန်ဂျိုးတုပ်ပြီးတော့ချင်းချောက်တာမျိုးโอเคနဲ့ရိုက်ဖို့အတွက်လောက်တာမျိုးထီကိုကျွန်တော်ကြုံတွေ့ခဲ့ရပူပါတယ်ဒီလိုဖြစ်ပျက်တွေကိုကျွန်တော်အနေနဲ့ကျွန်တော်တို့ရဲ့ဆရာတွေကိုကြိုတိုင်ရခဲ့ပါတယ်ဒါပေမဲ့ဆရာတွေအနေနဲ့တက်တက်ရမှာရှိတာရောကိုဟာငွေမပေးနိုင်တဲ့အတွက်ကြောင့်ရောဆရာတော်ကငွေပေးပြီးနေတဲ့အတွက်ကြောင့်ရောမလို့ဒီအမှုကိုကြီးရနေသေးတဲ့အမှုဖြစ်အောင်ပြောင်းပြီးတော့မတိကျကျပြုခဲ့ပါတယ်ဒါအပြင်ကျွန်တော်တို့ကိုယ်တိုင်နဲ့မှာစာသင်နေတဲ့အချိန်မှာကျောင်းသားချင်းချင်းကျင်းနိုင်ငံနေလုပ်ခဲ့တဲ့ဖြစ်ပျက်ဆိုကြီးတစ်ခုလည်းကျွန်တော်ကြုံတွေ့ခဲ့ရမှုတယ်ဆရာကရှေ့မှာခမစီတင်နေတဲ့အချိန်ကျောင်းသားချင်းချင်းကနောက်မှာစကားများကြတယ်လူစကားများတဲ့အချိန်မှာတစ်ဖက်ကျောင်းသားကတယောက်ထဲသမားကိုအနိုင်ကျင့်ပြီးဆရာရှိမှစာရေးနေတဲ့အချိန်မှာနောက်ကနေပြီးတော့အဲ့ကျောင်းသားတယောက်ကိုအုပ်စုဖွဲ့ပြီးလေဘင်းကိုဓာတ်နဲ့ထောက်တာကိုကျွန်တော်တို့ကိုယ်တိုင်ကိုလည်းတစ်ခန်းလုံးမြဝါထက်နေမြင်ခဲ့ရဘူးလေဒီတော့အဲ့ကျောင်းသားတယောက်ကသူ့ကိုအုပ်စုဖွဲ့ပြီးအနိုင်ကျင့်တယ်သူ့ကိုလေဘင်းကိုဓာတ်နဲ့ထောက်ပါတယ်ဆိုတဲ့အကြောင်းကိုဆရာစီကိုလက်နိုင်တဲ့အချိန်မှာဆရာအနေနဲ့အဲ့ပြဿနာကိုအဲ့နန်းကိုလာပြီးအဖြေချတယ်အဲ့ကျောင်းသားရဲ့ဓာတ်ဖွက်တဲ့နေရာကိုလည်းသူကလည်းလာချတယ်ထောက်တဲ့ဓာတ်ကိုတွေးပြီးမှမမြင်ကြောင်ဆောင်ပြီးအဲ့ပြဿနာကိုလုံးဝဘာမှမဟုတ်တယ်လို့မျိုးဖြေရှင်းလိုက်တယ်ဒီချိန်မှာကျွန်တော်သိလိုက်တာကဒီကလေးတွေဘာကြောင့်လဲဆိုးသွားနေတာလဲဒီဘဝဝင်ကျင်မှာလဲဘာကြောင့်လဲအလောက်ထိတောင်မာယူရဲ့ဆန်နေတာလဲဆိုတော့အတွေးဟာသူ့ဘဝဝင်ကျင်မှာသူကျင်လည်ရတဲ့မိဘရဲ့ဆုံးမသွန်သင်မှုတွေတချို့သောသူတွေဟာအမားကိုအမှန်ဖြစ်အောင်သွန်သင်ဆုံးမမှုတွေကြောင့်ဒီလိုကလေးတွေရောင်းတက်နေတာဆိုတာကျွန်တော်ခုချိန်မှာကောင်းကောင်းကျင်လာလိုက်ခဲ့တယ်တချို့သောလူငယ်တွေလမ်းမကိုရောက်နေခြင်းတချို့သောလူငယ်တွေအမားကိုအမှန်ခံယူနေခြင်းဆိုတာဟာသူကျင်လည်ခဲ့တဲ့သူ့ရဲ့ပတ်ဝန်းကျင်သူ့ကိုဆုံးမသွန်သင်ခဲ့တဲ့သူ့ရဲ့မိဘတွေအားနည်းချက်ကြောင့်ပညာရေးမပြေဝမှုကြောင့်လို့ကျွန်တော်ကတော့ကောက်ချက်ချမိတယ်ကျွန်တော်ငယ်ငယ်တုန်းကဆိုလို့ရှိရင်အရန်စိတ်ကြီးလွယ်တယ်စိတ်တို့လွယ်တယ်တခုဆိုလို့ရှိရင်ပြဿနာကိုတိုက်ရိုက်ဖြေရှင်းရမှာကျွန်တော်ကကြိုက်တဲ့သူမျိုးအဲ့တော့ပြဿနာတစ်ခုဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်ကတိုက်ရိုက်တော့ဖြေရှင်းရတယ်ဒီလိုစိတ်ကိုကျွန်တော်ရဲ့မိဘတွေကကျွန်တော်အကောင်းဆုံးဆုံးမခဲ့တယ်ကျွန်တော်မရဆိုလို့ရှိရင်တခုဆိုလို့ရှိရင်သိခံခဲ့တော့တခုဆိုလို့ရှိရင်ဘယ်တော့မှသူထက်တိုင်ရုံနဲ့အိမ်ပြန်မလာခဲ့နဲ့နော်ဆိုတဲ့ဆုံးမသွန်တဲ့မျိုးကျွန်တော်အမြဲတမ်းဆုံးမသွန်တယ်နဲ့ဒီတော့ရောက်သွားတဲ့အခါမှာလည်းကျွန်တော်ဖေကအမြဲတမ်းမှာတယ်ကိုယ့်ဘက်ကသိခံနိုင်တဲ့များသိခံတော့စိတ်ကိုဦးစားပေးလိုက်လို့မှားတဲ့အရာမားလာခဲ့လို့ရှိရင်ကိုမားတဲ့အမကိုတိုင်ခံဘယ်တော့မှဖေကလိုက်ပြီးဖြည့်ရှင်းပေးမှာမဟုတ်ဘူးဆိုတဲ့စကားကိုဖေကအမြဲတမ်းမှာတယ်ဥပမာဆိုပါဆိုကိုကအမားဖြစ်နေပြီးတော့စိတ်လိုလိုက်ရငါမှမိဘရှိတာပဲကွာဆိုပြီးလူတယောက်ကိုရိုက်နှက်လာတာမျိုးဆိုလို့ရှိရင်ဥပဒေအဖြစ်ရှင်းရတဲ့အခါမှာကိုမားလို့ရှင်ကိုဘာသာကိုထောင်နေတော့ဖေတို့ကလိုက်ဖို့မဖြည့်ရှင်းပေးဘူးလို့ကျွန်တော်ဖေကမှားတာဒီတော့တခုခုပြဿနာဖြစ်လို့မားခြင်းမီကိုစိတ်လက်မှာမလို့ရှင်ပြီဆိုလို့ရှိရင်အော်ငါနောက်မှာငါဖေကမားလို့ရှင်ကိုပြကိုခံရမှာအဲ့လိုပြစ်ခံရရလို့ကိုကထောင်ထဲမှာအခြေပြုံးလိုက်ရလို့ရှင်ကိုရဲ့လူငယ်အနာဂတ်ကိုစတိလိုက်ရတာတူတူပဲဆိုတဲ့စိတ်ကြောင့်ကိုစိတ်လူတာကိုထိထက်သွားခဲ့တယ်ချို့တော့လူငယ်တွေဘာကြောင့်မြန်အဲ့လိုမျိုးညတစ်ဖက်သားကိုလိုက်ပြီးရန်ချတာလဲပြဿနာတွေချတာလဲစိတ်လက်မှာလောက်ရတာလဲဆိုလို့ရှင်သူတို့မိဘတွေပတ်ဝန်းကျင်ကဆုံးမသွန်သင်မှုတွေလွဲမှားခဲ့လို့ချို့တော့လူငယ်တွေကြားလို့ရှင်မိဘဆုံးမသွန်သင်မှုကတကယ်ကိုလမ်းမခဲ့တယ်ဘာပဲနေငါသားဥအောင်မှာရှာခဲ့ဘာပဲနေဥအောင်မှာလောက်ခဲ့ငါသားဖြစ်ချင်းရဖြစ်ခဲ့လူသက်ပါလာရင်ပြီးတော့နောက်ကနေအဖေတို့အမေငွေတို့ကံပြီးလိုက်ဖြည့်ရှင်းပေးမယ်ဆိုပြီးမိဘတွေကိုယ်တိုင်ကတာသမီတယောက်ကိုမမားရတာမားရအောင်မားနေတာကိုအမှန်မပြင်ရအောင်အဲ့ဒီအမားကိုအမှန်ထင်တော့အောင်ထိမိဘတွေကိုယ်တိုင်ကမြောက်ပေးခဲ့တာမျိုးမြောက်ထုတ်ပင်းကိုလုပ်တာမျိုးတွေကျွန်တော်ကိုယ်တိုင်လည်းကြုံတွေ့ခဲ့ဘူးလေအဲ့တော့လူငယ်တယောက်လမ်းမရောက်တာလူငယ်တယောက်လမ်းပေးရောက်သွားတာလူငယ်တယောက်ဟာအမားကိုအမှန်ထင်သွားတယ်ဆိုတာဟာသူ့ကိုဆုံးမသွင်းတဲ့မိဘတွေရဲ့ဆုံးမသွင်းတဲ့မှုကြောင့်လို့ပဲကျွန်တော်ကတော့လက်ခံယူတယ်ဒါကြောင့်ကျောင်းထဲမှာဖြစ်ပျက်နေတဲ့အဖြစ်ပျက်ဆိုးတွေကျောင်းထဲမှာဖြစ်ပျက်နေတဲ့သတင်းဆိုးတွေဟာ
ကျွန်တော်တို့တွေလူငယ်တွေရဲ့ဆုံးဖြတ်ချက်ထက်စာရင်သူ့ဘဝဝင်ကျင်သူ့မိသားစုသူ့မိဘတွေသူ့ဘဝဝင်ကျင်နေသူ့ကိုဆုံးမတင်တဲ့သူတွေရဲ့အားနည်းချက်ကြောင့်လို့ပဲကျွန်တော်ထင်တယ်အဓိကကတော့မိဘတွေရဲ့ဆုံးမတင်မှုအားနည်းမှုကြောင့်လို့ပဲကျွန်တော်ကတော့လက်ခံတယ်ဒါကြောင့်မလို့ဒီလိုဖြစ်ဆိုးတွေမကြုံအောင်တားမှုရလို့ရှိရင်သားတွေကိုကောင်းမှုဆုံးဆုံးပါပါသမီးပြောလို့ရင်သမီးတွေကိုကောင်းမှုဆုံးဆုံးပါပါဒီလိုဆုံးမခြင်းဟာငါတို့တွေဟာပဝန်းကျင်ရောကိုမိသားစုတွေပါအကောင်းမှုဆုံးရလို့ကျွန်တော်ကတော့မျှော်လင့်မိပါတယ်အဲကြောင့်လူငယ်တော်များပြောချင်တာမယူရဆန္ဒနဲ့တတိရှိတယ်ဆိုတာဟာစင်တူပေမဲ့လုံးဝကိုယ်ပြပါတယ်တချို့ကအုပ်စုပြီးမိုက်တာအုပ်စုမရှိတော့လို့တကောင်နဲ့ဆိုလို့ရှိရင်အမိကုန်နေအောင်ကြောက်တယ်ဒါဟာမယူရဆန္ဒမှာတတိရှိတာမဟုတ်ဒီလိုလူတွေကမယူရဆန္ဒဟာကိုယ့်ဘဝဝင်ကျင်တော့ကိုမိသားစုတော့တိုင်းပြည်တစ်ပါလူဖို့ပါပဲလူဖို့ဆိုတာဟာရှင်းနဲ့တည်တာပဲဘာမှသုံးမတော့ဘူးတတိရှိတယ်ဆိုတာဟာအမှန်ဘက်မှာယက်တီရလို့တော်တော်ဖြစ်နေလို့ရှင်တော့မှယက်တီရဲတာကိုရှိမှမတရားတာဖြစ်နေလို့ရှိရင်ညီမခံရတာဟာတတိရှိတာပါလူငယ်တွေဟာတတိရှိတဲ့မယူရဆန္ဒနဲ့လည်းကွဲပြားရမယ်အမားနဲ့အမှန်နဲ့လည်းကွဲပြားရမယ်ဒီလိုလူငယ်တွေအမားနဲ့အမှန်နဲ့ကွဲပြားနိုင်ဖို့တတိရှိရနဲ့မရွေးဆန္ဒဟာကိုရီးယားတီးဖို့ဆိုတာခါလဲသူ့ဆုံးမသွင်းတဲ့မိဘတွေရဲ့လိုအပ်ချက်ကြောင့်မိဘတွေကိုယ်တိုင်လည်းဆုံးမသွင်းတတ်ဖို့လိုအပ်တယ်ဆိုတာကိုတော့ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်လူငယ်တွေကောင်းစားဖို့ဆိုတာဟာသူတို့ဆုံးမတဲ့မိဘပတ်ဝန်းကျင်လိုအပ်တာမလို့ကိုယ့်ရဲ့သားသမီးကောင်းစားဖို့အတွက်မိဘတွေကိုယ်တိုင်ကောင်းမွန်ဆုံးမနိုင်ပါစေလို့ဆုတောင်းပါတယ်လူငယ်တွေလည်းတတိရှိရနဲ့မရွေးဆန္ဒကွဲပြားသိပြီးကိုယ့်အတွက်ရောကိုယ့်ပတ်ဝန်းကျင်အတွက်ပါနောက်ဆက်ပြီးသူမဖြစ်အောင်အကောင်းဆုံးထိုင်နိုင်ပါစေလို့ကျွန်တော်လည်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်